ရောက်တဲ့နေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုအသက်ရှင်နေတဲ့အချိန်မှာကိုကျင်လေရပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်ရှင်ကွဲကွဲခြင်းတို့တေကွဲကွဲခြင်းတို့ဆိုတာဘဝရှိရင်ကြုံကိုကြုံမဲ့အရာဒီနေ့မကြုံသေးရင်နောက်နေ့ကြုံရတာပဲအဲ့တော့ဆိုတော့ဒါတွေအားလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးပြီးတော့ဝမ်းမနေပါနဲ့အဲ့ဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်ကိုတယောက်တည်းမဟုတ်ဘူးလို့အားတင်းပြီးရင်ခဏခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုံနဲ့ဘာမှအကျိုးမရှိဘူးတရားတကြီးဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာကိုယ်နဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမေတ္တာပေးနားလည်မှုတွေပေးပြီးတော့ဆက်ပြီးတော့ရှင်းသန်တစိမ့်ကလည်းအမျိုးတက်ကောင်းတာတွေအများကြီးရှိပါတယ်